ဒီနေ့ကျွန်တော်လာရောက်ပြီးတော့ပြပေးမှာတော့မိမိတို့ Facebook အကောင့်ထဲမှာသူများတွေလာပြီးတော့ကိုယ့်ရဲ့ profile ထဲမှာတက်တွဲထားတဲ့သူတွေဘယ်လိုဖြည့်ရှင်းရမလဲလာရောက်ပြီးတော့ပြပေးမှာဖြစ်တယ်ပေါ့နော်တချို့သောသူတွေဆိုရင်ကိုယ့်ရဲ့ profile ထဲမှာကိုယ့်ရဲ့ကျွန်တော်တို့ပေါ့နော်အကောင့်ထဲမှာတက်တွဲထားတဲ့သူတွေရှိတယ်အဲ့ဒီတက်တွဲထားတဲ့သူတွေတခါတည်းပြီးဖြစ်နေလာရောက်ပြီးတော့ပြောပြပေးမှာဖြစ်တယ်ဒါဆိုအရင်ဆုံးကျတို့ရဲ့ Facebook အကောင့်ထဲအရင်ဆုံးဝင်လိုက်ပါဒီမြင်းချောင်းလေး၃ချောင်းလေးနိုင်လိုက်ပါမြင်းချောင်းလေး၃ချောင်းလေးနှိပ်ပြီးဆိုရင်စတင်လေးထည့်နိုင်လိုက်ပါပေါ့နော်နှိပ်ပြီးဆိုရင်ကျွန်တော်တို့ပေါ့နော်လက်လီနဲ့ပေါ်ဆွဲတင်လိုက်ပါလက်လီနဲ့ပေါ်ဆွဲတင်ပြီးဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီနေရာမှာ activity law ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါလေးနှိပ်လိုက်ပါပြီးဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီနေရာလေးမှာလက်လီနဲ့ပေါ်ဆွဲလို့ရတယ်ဒီဘက်ဆွဲလို့ရတယ်နော်ဒါဆိုကျွန်တော်တို့ပေါ့နော်နောက်ပေါ့နော် public text ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီနေရာမှာကိုယ်လာတက်တွဲထားတဲ့သူတွေအများကြီးတွေ့နေရမှာဖြစ်တယ်ကျွန်တော်မှာတော့ကျွန်တော်မရှိဘူးပေါ့နော်ရှိတယ်ဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီနေရာကြက်ချီကလေးနှိပ်လိုက်ပါအားလုံးပဲမင်္ဂလာပါဆင်ပြေကြပါစေခင်ဗျာ